ဗမာနိုင်ငံရေးအခြေအနေရတယ်ဗျာကျွန်တော်တို့သတင်းတွေကြားရတာရောရေဒီယိုတွေရောအားလုံးပေါင်းလိုက်လို့ရှိရင်အမေရိကန်ဒူတစ်ထောင်နိုင်ငံရေးဝင်ကြီးသွားမယ်ဂျိုးဆက်ယွန်သွားမယ်ပေါ့ဗျာအဲ့တော့ဂျိုးဆက်ယွန်သွားတဲ့အချိန်မှာ၄ရက်လောက်ကြာပြီးတော့ဆွေးနွေးမဲ့အကြောင်းအရာတွေကြာတော့လူသားနိုင်ငံရေးမှာပြန်လေတင်မြတ်ရေးဖြစ်ဖို့ကိစ္စတွေစီးပွားရေးပိတ်ဆို့ထားမှုကိစ္စတွေဒီလိုအကြောင်းအရာချက်လက်တွေပါမယ်ပေါ့နော်အဲ့ဒီချက်လက်တွေအကြောင်းအရာတွေနဲ့ပတ်သက်ပြီး BBC ကတခါထပ်ပြီးတော့ဒေါက်တာဇာနီနဲ့ဆွေးနွေးတယ်ဒေါက်တာဇာနီနဲ့ဆွေးနွေးတယ်ဒေါက်တာဇာနီကအမေရိကန်နဲ့ပတ်သက်တဲ့သူ့ရဲ့ထင်မြင်မှုတွေပြောတယ်ပေါ့ဗျာအမေရိကန်ကသူကပါပြောတယ်အမေရိကန်ရဲ့အကျိုးစီးပွားအရာတချို့အမေရိကန်တွေကစဉ်းစားပြီးတော့လှုပ်ရှားတဲ့ပုံစံမျိုးစီစဉ်တဲ့သဘောမျိုးအမေရိကန်နိုင်ငံရေး policy နဲ့ပတ်သက်ပြီးသူကအဲ့လိုသုံးသပ်တယ်ပေါ့အဲ့တော့အမေရိကန်နိုင်ငံရေး policy နဲ့ပတ်သက်ပြီးတော့သူ့ရဲ့သဘောထားနဲ့ခြားနားတဲ့သဘောထားတွေအများကြီးရှိနေတယ်အဲ့တော့ခင်ဗျားရဲ့အမြင်ကြတော့ဒီလိုရှိတယ်ဒီလိုလေးကြိုင်ပြီးတော့ဆိုပါဦးဟိုဘက်ဝေးကြီးပါပဲဒီကရှူခင်းကျွန်တော်တို့နင်းလာတာတော်တော်3မိုင်လောက်ရှိနေပြီလေနောက်ထပ်2မိုင်လောက်နင်းလိုက်တော့ရောက်ပြီပေါ့အေးအဲ့ဒါသူတို့ဒီပါဝင်ပေါ့ပညာရှင်တော်တော်များများဟလာဟိုဗမာနိုင်ငံရေးသုံးသပ်နေတယ်ဆိုတဲ့လူတွေပေါ့ဗျာဆိုတော့သုံးသပ်ချက်နဲ့ကျွန်တော်နဲ့နည်းနည်းတော့ကွဲလွဲတယ်ဗျခုနကသူပြော BBC မှာပြောတဲ့ဥစ္စာလေးအဲ့ဒါလည်းကျွန်တော်နည်းနည်းသတိထားမိတယ်ကျွန်တော်အဲ့ဒါတနည်းလားမသိဘူးနော်ဟို BBC ကလောက်ကဖြစ်မယ်ဗျ9ရက်နေ့လောက်က9ရက်နေ့လောက်ကဖြစ်မယ်ဗျကျွန်တော်ကြားလိုက်တယ်အဲ့ဒါမှသူကအမေရိကန်ကသူ့ရဲ့ဗမာပြည်မှာအကျိုးစီးပွားအတွက်သွားတာပေါ့ကျွန်တော်တို့တိုင်းပြည်ရဲ့အကျိုးစီးပွားမရှိဘူးပေါ့ဆိုတော့အဲ့ဒါမျိုးပြောတာအဲ့ဒါနည်းနည်းတော့ဟို controversial ခေါ်မလားဘယ်လိုခေါ်မလဲဟိုနည်းနည်းတော့ဆွေးနွေးကြရတော့ရှိရလို့ကျွန်တော်မြင်တယ်။ Okay နိုင်ငံရေးတွေအကုန်တော့ကျိုးစီးပွားပေါ်အခြေခံတာပဲလေ။ဆိုတော့နောက်တစ်ခုကကြတော့ဗမာပြည်ပေါ်မှာအမေရိကန်ကစိတ်ဝင်စားမှုရှိမရှိပေါ့။သူပြောဖို့ဆိုရင်ကျိုးစီးပွားအတွက်ဆိုလိုနေတဲ့အတွက်အမေရိကန်ကအကျိုးစီးပွားအရာဟိုဟာစိတ်ဝင်စားနေတဲ့ပုံစံလိုဖြစ်တယ်။ကျွန်တော်အမြင်ကအမေရိကန်ကဗမာပြည်မှာသူ့အကျိုးစီးပွားမရှိသေးဘူး။အဲ့ဒါပြဿနာဖြစ်။အဲ့ဒါသူ့ရဲ့ interest ပေါ့ဗျမရှိဘူး။အဲ့ကျွန်တော်ရဲ့ယူဆချက်ပဲ။အဲ့ဒီမှာဗျာကျွန်တော်တို့88တုန်းကကိုမင်းကိုနိုင်ရဲ့ကိုသူရိန်ရဲ့ကျွန်တော်တို့ရဲ့အမေရိကန်ရဲ့နောက်ဆုံးတန်အမှတ်ဗျဘတ်တလီဘွန်နဲ့တွေ့တဲ့အခါမှာအဲ့တော့ခြုံငုံပြောလိုက်လို့ရှိရင်အမေရိကန်အကျိုးစီးပွားဗမာပြည်မှာအမေရိကန်နဲ့ဆက်ပတ်သက်ဖို့ကအင်မတန်နည်းတဲ့အတွက်တဲ့အမေရိကန်ကဗမာပြည်နဲ့ပတ်သက်လို့ရှိရင်တချို့ကိစ္စတွေမှာအများကြီးခက်ခဲရှိပါတယ်အဲ့ဒါသူကိုယ်တိုင်ပြောခဲ့တဲ့ဟာပေါ့နော်ဒီလိုခြုံငုံထားတဲ့ဟိုကျွန်တော်တို့စဉ်းစားလို့ရတဲ့အချက်လက်ကအမေရိကန်ဗမာပြည်အတွက်အကျိုးစီးပွားတက်ရမရှိဘူးအဲ့ဒါမှားတယ်ကျွန်တော်တို့တော်တော်များများငယ်အင်အားစုတွေလည်းအဲ့လိုပဲသုံးသပ်ကြကျွန်တော်ရဲ့သုံးသပ်ချက်ကကြတော့ဒီအမေရိကန်ပေါ့ဗျာအခုဂျိုးဆက်ဂျွန်သွားတာအပါဝင်ပေါ့ဗျာရှိရလဲအများကြီးလို့ Maverick Albright ကအစတီးလွတ်ခဲ့ပူတဲ့ဟာတွေရှိတယ်အမေရိကန်က strategically ဗမာပြည်မှာစိတ်ဝင်စားမှုလုံးဝမရှိဘူးဗမာပြည်မှာလည်းမကောက်ပညာရှင်အားလုံးလည်းလက်ခံထားတဲ့အချက်ရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အမေရိကန်ရဲ့နိုင်ငံခြားရေး policy ပေါ့နော်ကျွန်တော်တို့ဒီ data region မှာသူက decline ဖြစ်ကြတယ်စိတ်ဝင်စားမှုကြတယ်သူပတ်သက်မှုတရုတ်ကတက်နေတယ်ဒါအားလုံးတွေ့နေတရုတ်ကစိတ်ဝင်စားမှုနဲ့တရုတ်ဩဇာတက်နေအမေရိကန်ကြနေတယ်ဘာဖြစ်လို့ကြနေလဲဆိုသူစိတ်ဝင်စားလို့အတိတ်ပဲဒီ region ကြီးကိုသူစိတ်ဝင်စားလို့အဲ့တော့အမေရိကန်နိုင်ငံခြားရေး policy ကိုအစစ်အမှန်ကိုကျွန်တော်တို့ကဒီနိုင်ငံရေးအင်အားစုတွေကနောက်သုံးသပ်တဲ့လူတွေကသိဖို့လိုတယ်အဲ့ဒါမသိဘဲနဲ့ဖြန်းရမ်းပြီးလုပ်နေမယ်ခင်ဗျားပြောသလိုမတော်မငန်းသုံးသပ်နေတော့တလွဲတွေဖြစ်နေမယ်သူတို့စိတ်ဝင်စားအောင်ကျွန်တော်မြင်မာပြည်ကိစ္စမှာလည်းစိတ်ဝင်စားစိတ်ဝင်စားတဲ့ဟာဘာလဲရှိတယ်အဲ့ဒါ moral issue ပဲဖြစ်နေတယ်မာပြည်ကိစ္စဟာအမေရိကန်အတွက် moral ရှင်းရှင်းပြောရရင်လွန်ခဲ့တဲ့200လောက်ကGeorge Washington farewell address ဆိုတာအမေရိကန် foreign policy မှာဟိုဟာတခုဖြစ်နေပေါ့ဗျာထင်ရှားတဲ့ဟာပေါ့ထင်ရှားတဲ့ဟာအဲ့ဒါဘာလဲဆိုလို့ရှိရင် good faith တို့ justice တို့ဗျာcooperation among the nation တို့စသဖြင့်ပေါ့ဗျာကောင်းမှာတွေပဲ moral ဆိုကျင့်ဝတ်တွေကြည်ကြားကောင်းလို့ဟာတွေပဲတကယ် interest ကိုပြောတဲ့ဟာတွေမဟုတ်ဘူးအဲ့ဒီအဆင့်မှာပဲရှိနေသေးတယ်ဆိုတော့အမေရိကန်ကဗမာပြည်ကိုနဲ့ပတ်သက်လို့ပြော history လေးပြန်ကြည့်မယ်ဆိုရင်ဓာတ်ရိုက် link ဖြစ်လာတာကျွန်တော်တို့နှစ်ချက်သုံးချက်ပဲကျွန်တော်တွေ့နေနော်တစ်ချက်ကစစ်ရေးအဲ့ဒါဒုတိယကပါစစ်အမေရိကန်ဒီကျွန်တော်တို့ဖက်စစ်ဂျပန်ကိုတိုက်ရတဲ့အချိန်မှာအင်္ဂလိပ်နဲ့ပေါင်းပြီးတော့ဗမာစစ်မျက်နှာပြောအမေရိကန်တစ်ခါမှလာဘူးလေအဲ့ဒီရဲ့တက်သေးပြချက် evidence ကကျွန်တော်တို့ဗမာ history မှာတော့မသိဘူးBIA ကဥဆောင်ပြီးတော့ဟိုနဲ့တိုက်ချလိုက်တဲ့ပုံပေါ့ဗျာမဟာမိတ်တွေနဲ့ပေါင်းပြီးတော့အဲ့လောက်ချင်းတစ်စစ်စင်ရေးဆိုတာအမေရိကန်ရဲ့ rule ဖြောက်တာဟုတ်တယ်101တကယ်ကအမေရိကန်ကဒီ project ကြီးစစ် campaign မှာအဓိကဇက်ကောင်ဖြစ်ခဲ့တယ်အဲ့ဒါပါလဲဆိုကျွန်တော်တို့ဗ
မာပြည်ကိုဘာနဲ့ပြန်တီဆောက်လဲစစ်ကြီးပြကတော့ဒေါ်ချစ်ကားတွေနဲ့တီဆောက် BS ဆိုင်ကယ်တွေအဲ့ဒါတွေအမေရိကန်ထားခဲ့တဲ့ဟာတွေဒီနေ့ဒီဘတ်ကားကြီးတွေလေဒီနေ့ထိုင်းနိုင်ငံကိုဘာနဲ့တီဆောက်လဲသူတို့ဘယ်လိုမောင်းနှင်ခဲ့ကြလဲဂျပန်လို့တိုတာကားတွေသူတို့မောင်းနှင်ခဲ့တာကျွန်တော်တို့ဗမာပြည်ကအမေရိကန်ကားကြီးတွေပဲအဲ့ဒါကြီးကသမိုင်းမှာညင်းလို့မရတဲ့မိုးဘွားနေဒိန်းဆိုဘုရားသခင်လာပို့သွားတာမှမဟုတ်တာဒါတွေကအကုန်လုံးကအမေရိကန်နဲ့ပတ်သက်ခဲ့တယ်တစ်ချက်ဒုတိယတစ်ချက်ကကျွန်တော်တို့တရုတ်ဖြူတွေဝင်လာတယ်မော်စီတုံး1949မှာအာဏာရတယ်အာဏာရတော့တရုတ်ဖြူကပြေးလာဒီကွန်မန့်တာဗမာပြည်ထဲရောက်လာတဲ့ခါကျတော့အမေရိကန် support လုပ်ချင်တယ်ဗမာပြည်မှာစစ်စခန်းထားချင်တယ်အဲ့တော့ဥနုဆိုရလက်ထက်မှာလာဆွေးနွေးတယ်ဥနုလက်မခံလိုက်ဘူးအဲ့တော့ဗာဒီလိုလိုင်းနောက်ပိုင်းအဲ့တော့ဗာဖြစ်သွားလဲဆိုတော့အဲ့ဒီရဲ့ return ပေါ့ဗျာကျွန်တော်တို့ကပြန်ပေးလိုက်ရတယ်အမေရိကန်ကိုပို့နေတဲ့ဗမာပြည်ကပို့နေစံတွေကိုပိတ်တာကိုရပ်လိုက်တယ်အဲ1950နောက်ပိုင်းလေးပေါ့ဗျာအဲ့တော့ဒီနေရာလူအောင်ကထိုင်းအောင်ဝင်သွားတယ်ပေကောင်းကအခုသွားကြည့်ရင် Jasmine ဟာလားထိုင်းဆန်မြင်လို့မကောင်းအမေရိကန်ဈေးကွက်ကြီးကိုအရင်တော့ဆန်ဈေးကွက်ကဒါဗမာပြည်ဗမာမရဘူးပြီးတော့မှတွေ့သွားတယ်အမေရိကန်နဲ့ဗမာဆက်ဆံရေးမှာတရုတ်ကိုကြောင်းဗမာခံရတဲ့အချက်ပဲဆိုတော့အဲ့ဒါတစ်ခက်ရှိတယ်နောက်88ဖြစ်လာတော့အမေရိကန်ဟာပို့ပြီးတော့ပတ်သက်လာပြီမဲ့အရင်ကလို့စီးရေးနိုင်ငံကြီးပတ်သက်တာမျိုးမဟုတ်တော့ interest မဟုတ်တော့ဘူးသူတို့ပတ်သက်လာတာ moral issue ကျွန်တော်ခုနပြောလို့ဖြစ်သွားတယ် moral ဆိုတာကခုနကကျင့်ဝတ်အရာအမေရိကန်ရဲ့ဒီ hegemon တော့ဗျာကဘာကြီးမှာ dominant လုပ်ထားတဲ့ဟာကဘာလဲဆိုလို့ရှိရင်သူတို့ liberty တို့ justice တို့ democracy human right ပေါ့ဗျာအဲ့ဒီဟာတွေပဲရှိတယ်တကယ် interest ပြီးတော့ American foreign policy ရဲ့တကယ်ဟိုဟာကဘာလဲဆိုတော့တကယ်အမေရိကန်နိုင်ငံသားကြီးသူတို့ကမောင်းနေနေတဲ့ဟာက energy ပဲလောင်စာပဲအဲ့ဒါဘူးမှညှင်းလို့ရတဲ့ချက်အဲ့တော့ဒီ energy လောင်စာကြီးတွေ40%ဟာအရှိလေပိုင်းဟာရတော့အရှိလေပိုင်းကိုလက်လွတ်မခံဘူးအရှိလေပိုင်းမှာတရုတ်အီးတော်တော့မပေါက်နိုင်ဘူးရုရှားလည်းဝင်လို့မရဘူးအမေရိကန်အပြတ်ကိုလှုပ်ထားတယ်နော်တွေ့တော့မှာဒီဒေသကြီးကိုတော့လှည့်အောင်မကြည့်ဘူးဟာဒီဒေသကြီးမှာ तू ကတတိယဖြစ်ကျွန်တော်အမြင်က तू confident ဖြစ်နေတယ်လို့ထင်တယ် over confident ဒီ region အခြေတောင်ကြောင့်ငါအချိန်မျိုးဝင်လာလို့ရတယ်အဲ့ဒီတော့အခြေတောင်အာရှကလည်းသူ့ကိုအရန် rely လုပ်နေရတယ်အဲ့ဒီအဲ့ဒီမှာ strategically ဗျာ nuclear တုံနေတာတို့labor technology တို့ခုန energy ဘာမှမရှိဘူးဗမာပြည်မှာတချို့ကပြောနေတာဗမာကနော်အမေရိကန်နဲ့တရုတ်ကြားမှာတကယ် balance ဆိုပါတော့အဲ့ဒါပို့တက်တာလို့ကျွန်တော်မြင်မရှိဘူးတရုတ်အတွက်ကတော့ဟုတ်တယ်အမေရိကန်အတွက်ကတော့မဟုတ်သေးဘူးတခုတော့ရှိတာပေါ့ဗျာအမေရိကန်အလကားရရင်တော့ယူမှာပေါ့